ကျွန်တော်ဖုန်းတစ်လုံးနဲ့ကဘာပတ်နိုင်ခဲ့ဆိုရင်ယုံမလားတကယ်လို့ကျွန်တော်မှာကင်မရာတွေ laptop တွေ video editing လုပ်တဲ့ pro software တွေဘာဆိုဘာတစ်ခုမှမရှိပဲ content creator အဖြစ်ဖုန်းလေးတစ်လုံးနဲ့ပဲအစကနေပြန်စားရမယ်ဆိုရင်တော့ကျွန်တော်ကတော့လူတွေဘယ်သူမှသတိမထားမိခဲ့တဲ့လှုပ်ရက်ချက်၃ချက်ကိုပဲကောင်းကောင်းကြီးအသုံးချပြီးပြန်စားမှာပါကဲဒီတော့ကျွန်တော်ပြောတဲ့လှုပ်ရက်ချက်တွေကဘာတွေလဲဆိုတာအားလုံးသိရအောင်အခုပဲ sharing လုပ်ပေးပါမယ်ကျွန်တော်ကတော့ Creative Buzz Academy ရဲ့ founder အောင်စုပိုင်ပါပထမဆုံးလှုပ်ဝက်ချက်ကတော့ကျွန်တော်ကဗီဒီယိုလုပ်တဲ့အခါပြီးရောမလုပ်ပဲလူတွေအတွက်သူ့ရတာတန်ဖိုးတစ်ခုကိုကြံနေစေခဲ့မဲ့ quality content တွေကိုပဲရွေးချယ်တယ်ပြီးတဲ့အခါအဲ့ဒီ content တွေကိုလူတွေစိတ်ဝင်စားလာအောင်ဘယ်လိုချစ်ဆက်ရမလဲဆိုတာကိုလည်းကျွန်တော်ကိုယ်တိုင်အပါဝင်ကျွန်တော်တင်းက memory အားလုံးနဲ့အထက်ခါကပြန်စစ်ပြီးစစ်ဆေးတာတွေဆွေးနွေးတာတွေ plan ချတာတွေလုပ်တယ် view တက်ရုံလောက်ပဲ viral ဖြစ်စေမဲ့ popping content တွေထပ်စားရင်တကယ်အစစ်မှန်တွေကိုပဲတေချာ research လုပ်ပြီး share ပေးတယ်ဒီနေရာမှာလူတွေရဲ့နှလုံးသားနဲ့အာရုံကိုဖန်ဆဖို့အတွက် script ရေးသားကလည်းအဓိကအရေးပါတာပေါ့လူစိတ်ဝင်စားအောင် script ကိုဘယ်လိုရေးရမလဲဆိုတာကတော့ကျွန်တော်ရဲ့ဒုတိယလှုပ်ဝက်ချက်ပါပဲကျွန်တော်က script ရေးတဲ့အခါတိုင်း storytelling ကိုအားပြုပြီးရေးတယ် content တစ်ပုဒ်ကိုဆရာစာတင်လို့အသက်လူကြီးထိုင်ပြောပြနေမဲ့အစားလူတွေရဲ့ရင်သွေးဖြစ်ခန်းစားချက်တွေနဲ့ချိတ်ဆက်ပြီး story ပုံစံပြောပြတဲ့အခါနဝင်ပိုချောသွားစေလို့ပါနောက်ဆုံးလှုပ်ဝက်ချက်ကတော့ content creator တိုင်းအတွက်မရှိမဖြစ်ကိုလိုအပ်တဲ့အရာပါအဲ့ဒါကကျွန်တော်ခဏပြောနေတဲ့ consistency ပါပဲcontent တွေကို view တွေနည်းနည်းများပုံမှန်လေးတင်ပေးတာကတဖြည်းဖြည်းနဲ့ကိုယ်တိုင်ရဲ့ personal branding ကိုတည်ဆောက်လိုက်တာပါပဲဘယ် content creator ကမှနေချင်းညာချင်း view တွေထိုးတက်ပြီးအောင်မြင်သွားတယ်ဆိုတာလုံးဝမရှိပါဘူးအားလုံးကဖြည်းဖြည်းမှန်နဲ့စိတ်ရှိထားပြီးတဆင်ချင်းသွားရတာပါတေချာတာကတော့ view တွေမတက်သေးတဲ့အချိန်မအောင်မြင်သေးတဲ့အချိန်မှာ consistent ဖြစ်နေပုံမှန်လေးဆက်သွားဖို့ဆိုတာဆရာထက်တန်မှုရှိဖို့လဲလိုတာပေါ့ဗျာအမှန်တိုင်းပြောရရင်ကိုယ်တိုင်ကတော့စိတ်ဝင်စားတဲ့အလုပ်ဆိုရင်တော့အောင်မြင်ဖို့နေရာတနေရာကိုရောက်ဖို့ဆိုတာသိပ်ပြီးမသေးချပါဘူးကဲကျွန်တော်ကတော့ကို့မှာရှိရဲ့ဖုန်းလေးတစ်လုံးနဲ့ဒီလိုရိုးရှင်းတဲ့ scale 3ခုကိုပဲကောင်းကောင်းကြီးအသုံးချပြီးအခုလိုမျိုးနေရာတစ်ခုအထိရောက်လာတယ်ဘာပစ္စည်းကိရိယာမှမရှိပေမဲ့လည်းကျွန်တော်လိုမျိုး content creator အနေနဲ့အခြေခံကရပ်တည်ခြင်းတဲ့သူတွေအတွက်ကျွန်တော်တို့ Creative Buzz Academy ကနေ content creator mini course ဖွင့်ထားပါပြီဒီတင်တန်းမှာဆိုရင်ကျွန်တော်တို့ team တစ်ခုလုံးကဖုန်းလေးတစ်လုံးရှိအောင်နဲ့ quality အလန်းဆောင် video content တွေဘယ်လိုဖန်တီးလို့ရလဲဆိုတာစနစ်တကျ sharing လုပ်ပေးသွားမှာပါ content idea နဲ့ script ရင်းနှီးကနေစလို့ video editing နဲ့ social media algorithm တွေအထိပြောပြပေးသွားမှာပါအရေးကြီးဆုံးကတော့အပေါ်မှာပြောခဲ့သလိုတခြားဘယ်တင်တန်းမှာမှမရှိတဲ့အဓိက scale ကြီးသုံးခုကိုလည်းတေချာလေး sharing လုပ်ပေးသွားအောင်ပါကျွန်တော်တင်တန်းအကြောင်းကိုကျွန်တော်ကတော့များများဆဆထပ်မပြောတော့ပါဘူးအဲ့ဒီအစားတင်တန်းသားတွေပြောတဲ့ feedback ကိုပဲကျွန်တော်နဲ့အတူတူနားထောင်လိုက်ရအောင်အခုဒီတင်တန်းကိုတက်နေတဲ့အချိန်တွေမှာပေါ့နော် script တစ်ပုဒ်ကိုဘယ်လိုတိဆောက်ရတယ် editing ပိုင်းတွေဘယ်လိုလုပ်ရတယ်ဆိုတာကိုကျွန်မလေ့လာခွင့်ရပါတယ်အဲ့အတွက်ကျွန်မအရင်ကတက်ဆိုင်ကျွန်မအများကြီးတိုးတက်မှုရရှိတယ်ဆိုတာကိုကိုနိုင်ကိုသိပါတယ်ကိုနိုင်ကိုခံစားပါတယ်ပြရှင်ပါတယ် instructor အရောက်ချင်းဒီတိုင်းကိုကျွန်မကျေးဇူးအများကြီးတင်ပါတယ်ဘာဖြစ်လို့ဆိုသူတို့တွေကကိုမေးလိုက်တဲ့အချိန်တိုင်းမှာလို့ labor standby ဖြစ်နေပါတယ် hotline ကိုတော့ပြောလို့ရပါတယ်ရှင်သူကတင်နန်းသားတွေတကယ် caring လုပ်ပေးနေတယ်မှာကျွန်မအရန်ကိုလေးစားပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်နောက်တဲ့ Creative Buzz ကထပ်ဖွင့်မဲ့တင်နန်းတွေကိုလည်းထပ်ပြီးတက်ချင်နေပါရဲ့ရှင်ဒါကြောင့်ပဲဒီ mini course အတန်းလေးကို join ချင်နေဆိုရင်အခုပဲ page messenger မှာအသေးစိတ်စုံစမ်းပြီးအတန်းလေးလာအပ်ထားလို့ရပါပြီကျွန်တော်တို့တင်တန်းမှာပြင်ဆင်ကြပါမယ်ခင်ဗျာ